ရှိတောင်အာရှရဲ့ရှားရှားပါးပါးနာမည်ကျော်သဲကန္နာရမြောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စတဲ့တို့ Crazy ကနေပြီးတော့အရှိတောင်အာရှရဲ့သဘာဝအလှတရားတွေတဲကထူးခြားလှပတဲ့သဲကန္နာရတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်သဲကန္နာရဆိုတာနဲ့လူတော်တော်များကအာဖရိကတိုက်ကြီးကဆာဟာရသဲကန္နာရတို့အရှိအလယ်ပိုင်းကသဲပြင်ကြီးတွေလိုကြီးမားကျယ်ပြန့်တဲ့နေရာတွေကိုပဲမြင်ရောက်မိကြမှာပါဒါပေမဲ့အရှိတောင်အာရှမှာလည်းသူ့ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုရှိတဲ့သဲကန္နာရငယ်လေးတွေအများပြားရှိနေပါတယ်ဒီသဲကန္နာရလေးတွေကတနေရာနဲ့တနေရာပုံသဏ္ဍာန်မတူအလားတရားမတူညီပဲတွားရောက်လဲပတ်သူတိုင်းကိုဆွဲဆောင်မှုအပြည့်ပေးနိုင်ပါတယ်ဒီကနေ့မှာတော့ချစ်တဲ့တို့နာမည်အကြီးဆုံးနဲ့လဲပတ်သူအများဆုံးသဲကန္နာရ၅ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်နံပါတ်1 Hat Home သဲကန္နာရထိုင်းနိုင်ငံပထမဆုံးအနေနဲ့ထိုင်းနိုင်ငံ Ubon Ratchathani က Hat Home သဲတောင်ပြင်အကြောင်းကိုပြောပြပေးချင်တာဖြစ်ပါတယ် Hat Home ကအမှန်တကယ်တော့သဲကန္နာရအစစ်အမှန်ကြီးမဟုတ်ပါဘူးဒါပေမဲ့မဲခေါင်မြစ်ရဲ့မြေကမ်းနားတစ်လျှောက်မှာရေကျချိန်မှာပေါ်လာတဲ့ကြီးမားတဲ့သဲပြောင်ပြင်ကြီးတစ်ခုဖြစ်ပါတယ်ဒီနေရာကိုထိုင်းဆာဟာရလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်အထူးသဖြင့်မိုးရာသီကုန်ပြီးဇောင်းရာသီအစမှာမြစ်ရေကျသွားတဲ့အခါအေယာမသဲတောင်ပြင်ကြီးပေါ်ထွက်လာပြီးတော့ဒီနေရာကပုံမှန်မြေကမ်းနားဆိုတာကိုတောင်မယုံနိုင်လောက်အောင်ဖြစ်စေပါတယ်နေဝင်ချိန်မှာရွှေရောင်သဲပြင်ပေါ်ကိုနေရောင်ကြီးရိုက်ခတ်ပြီးတဘာဝရဲ့အလှပဆုံးပကြီးကားတစ်ချက်ကိုဖန်တီးပေးပါတယ်ဓာတ်ပုံရိုက်ဝါသနာရှင်တွေအတွက်တော့ဒါဟာအခွင့်အရေးကောင်းတစ်ခုပါပဲ Hat Home က Ubon Ratchathani မြို့ကနေဆိုရင်ကားနဲ့နိုင်ဝက်ခတ်မဲသွားရပါတယ်ပတ်ဝန်းကျင်မှာကျေးရွာလေးတွေလည်းရှိတာကြောင့်ဒေသခံတွေရဲ့ရိုးရာလူနေမှုပုံစံတွေကိုလည်းလေ့လာနိုင်ပါတယ်နိုဝင်ဘာလကနေဖေဖော်ဝါရီလအထိကတော့အလဲအပတ်ဖို့အကောင်းဆုံးချိန်ပဲဖြစ်ပါတယ်ဒီလိုသဘာဝအလှပတွေနဲ့ပြည့်စုံတဲ့ Hat Home ကထိုင်းနိုင်ငံရဲ့လျှို့ဝှက်စမ်းကြယ်ရဲ့နေရာတွေထဲကတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်နံပါတ်1 Padang Pasir Keleben သဲကန္နာရမလေးရှားနိုင်ငံနောက်ထပ်တနေရာကတော့မလေးရှားနိုင်ငံမလာကာပြည်နယ်က Padang Pasir Keleben ဆိုတဲ့သဲကန္နာရပဲဖြစ်ပါတယ်Padang Pasir Keleben ကမလာကာမြို့ရဲ့ဆွဲဆောင်မှုအရှိဆုံးလျှို့ဝှက်နေရာတွေထဲကတစ်ခုပါဒီနေရာကအမှန်တကယ်တော့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေပေါ်ထွက်လာတဲ့သဲပုံကြီးတွေဖြစ်ပါတယ်မလာကာမြို့ဂန်ယိုရန်တလျှောက်မြေဖို့ဖို့အတွက်အသုံးပြုဖို့စုပြုံထားတဲ့သဲတွေကနှစ်တည်ကြာလာတဲ့အခါမှာသဲကန္နာရငယ်လေးတစ်ခုလိုဖြစ်လာပါတယ်အထူးသဖြင့်နေထွက်ချိန်နဲ့နေဝင်ချိန်တွေမှာဒီနေရာကအမကန်လှပပါတယ်ဓာတ်ပုံဆရာတွေခီးသွားတွေအတွက်တော့မဖြစ်မနေသွားရောက်တဲ့နေရာတစ်ခုပါအနီးနားမှာ Kleban ကမ်းခြေလည်းရှိတာကြောင့်သဲကန္နာရကိုလည်းပတ်ရင်းနဲ့ကမ်းခြေအလားပါတွေကိုလည်းခံစားနိုင်တာဖြစ်ပါတယ်သဲပုံတွေကနေတဆင့်ပင်လယ်ကိုမြင်ရတဲ့မြင်ကွင်းကလည်းအရန်ကိုလှပပါတယ်မလေးရှားနိုင်ငံရဲ့အထူးခြားဆုံးနေရာတွေထဲကတနေရာဖြစ်တဲ့ Padang Pasir Keleben ကအမှန်တကယ်တော့လူလို့သဲကန္နာရလေးတစ်ခုဖြစ်ပေမဲ့သဘာဝအတိုင်းလှပနေတာကိုတွေ့ရပါတယ်နံပါတ်3Pantai Otuni သဲကန္နာရအင်ဒိုနီးရှားနိုင်ငံတတိယမြောက်အနေနဲ့အင်ဒိုနီးရှားနိုင်ငံအရှေ့နူဆာတင်ဂါရာပြည်နယ်က Pantai Otuni သဲကန္နာရအကြောင်းပဲဖြစ်ပါတယ် Pantai Otuni ကဒီမော်ကျွန်းရဲ့တောင်ဘက်ကမ်းရိုးတန်းမှာတည်ရှိပြီးတော့လှပတဲ့ကမ်းခြေအလှပနဲ့အတူကျယ်ပြန့်တဲ့သဲကန္နာရကြီးကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေရာကသဲတွေကလှိုင်းနေနဲ့တည်ယူလာတဲ့သဲတွေစုပုံရာကနေဖြစ်ပေါ်လာတာပါအိုထူးနေသဲကန္နာရရဲ့ထူးခြားချက်ကတော့သဲလှိုင်းတွေကအရန်ကိုကြီးမားပြီးတော့တခါတရံမီတာရာချီရှည်တဲ့သဲကုံကြီးတွေအထိရှိနေတာပါပဲနေဝင်ချိန်မှာရွှေရောင်သဲပြင်ပေါ်ကိုနေရောင်ကြီးကရိုက်ခတ်ပြီးကမ္ဘာပေါ်ကအလှဆုံးရှုခင်းနေတဲ့ရာတစ်ခုကိုဖန်တီးပေးပါတယ်အပန်းဖြေခီးသွားတွေအပြင်တဘာဝဓာတ်ပုံဆရာတွေအတွက်လည်း Pantai Otuni ကစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာမှာလေးဘိန်းဆိုင်ကနဲ့လည်းသဲကုံတွေကိုပတ်စည်းပြီးတော့စွန့်စားခန်းတွေဖန်တီးနိုင်ပါတယ်အရှိနူဆာတင်ဂါရာကိုတွားရောက်လဲပတ်မယ်ဆိုရင်တော့ဘန်တိုင်အိုထူနီကိုမဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ်ရှင်နံပါတ်4ဖောက်အေးသဲခုံများဖိလစ်ပိုင်နိုင်ငံအရှိတောင်အာရှရဲ့၄ခုမြောက်သဲကန္နာရကတော့ဖိလစ်ပိုင်နိုင်ငံအီလိုကိုနော်တေးပြည်နယ်ကဖောက်အေးသဲခုံတွေပဲဖြစ်ပါတယ်ဖောက်အေးသဲခုံတွေကဖိလစ်ပိုင်နိုင်ငံရဲ့အထင်ကရနေရာတွေထဲကတစ်ခုဖြစ်ပါတယ်ဂန်ယိုရန်တလျှောက်လေတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်စတူယန်ကီလိုမီတာ85စတူယန်ကီလိုမီတာကျယ်ဝန်းပြီးတော့တောတောင်ကြီးတွေမြင့်မားတဲ့သဲခုံတွေဂျိုင်ဝမ်းနေနဲ့ပြည့်နေနေတာဖြစ်ပါတယ်။ပါအိုအေးသဲခုံတွေကစွန်စားကန်းဝါသနာရှင်တွေအတွက်အလွန်လူကြိုက်များပါတယ်။ 4x4 off-road ကားတွေနဲ့သဲခုံတွေကိုဖြတ်မောင်းတာ speaker စီးတာတွေကိုလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
ဓာတ်ပုံဆရာတွေအတွက်လည်းဒီနေရာကအရန်ကိုလှပပါတယ်။နေဝင်ချိန်မှာဆိုရင်သဲကုံတွေပေါ်ကိုနေရောင်ကြီးကရိုက်ခတ်ပြီးတော့ရွှေရောင်လိမ္မော်ရောင်တွေလွှမ်းနေတဲ့မြင်ကွင်းကဆွဲမက်ဖွယ်ကောင်းပါတယ်။ဘာအိုအေးသဲကုံတွေကဘာအိုအေးကက်သီဒယ်မှာမာကုစ်နန်တော်တို့လိုသမိုင်းဝင်နေရာတွေနဲ့လည်းနီးစပ်တာကြောင့်ခီးစဉ်တစ်ခုတည်းနဲ့နေရာများစွာကိုလဲပတ်နိုင်မှာဖြစ်ပါတယ်။ဖိလစ်ပိုင်ကိုရောက်ရှိလာမယ်ဆိုရင်တော့ဒီနေရာကိုမဖြစ်မနေသွားရောက်ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်။နံပါတ်9အနီရောင်သဲခုံများဗီယက်နမ်နိုင်ငံနောက်ဆုံးအနေနဲ့ဗီယက်နမ်နိုင်ငံမွိုင်နေကအနီရောင်သဲခုံတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့အပန်းဖြေမြို့လေးဖြစ်တဲ့မွိုင်နေကကမ်းခြေအလားပါတွေအပြင်ထူးခြားလားပါတဲ့အသိကဏ္ဍနှစ်ခုနဲ့လည်းနာမည်ကြီးပါတယ်။အနီရောင်သဲခုံတွေနဲ့အဖြူရောင်သဲခုံတွေဆိုပြီးတော့ရှိပါတယ်။ဒီနေ့ရောအနီရောင်သဲခုံတွေအကြောင်းကိုအဓိကပြောပြပေးသွားကြပါမယ်။အနီရောင်သဲခုံတွေကမွိုင်နေမျိုးရဲ့အရှေ့မြောက်ဘက်မှာတည်ရှိပြီးတော့သူ့ရဲ့ထူးခြားတဲ့အနီရောင်သဲတွေကြောင့်နာမည်ကြီးပါတယ်။ဒီသဲတွေရဲ့အရောင်ကတော့တန်တက်ပါဝင်မှုများတယ်လို့ပြောကြပါတယ်။နေဝင်ချိန်မှာဆိုရင်တော့သဲခုံတွေပေါ်ကိုနေရောင်ကြီးရိုက်ခတ်ပြီးတော့အနီရောင်နဲ့လိမ္မော်ရောင်တွေမျိုးစုံပြောင်းလဲသွားတဲ့မြင်ကွင်းကတကယ်ကိုအမကန်ပါပဲဓာတ်ပုံရိုက်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်ဒီနေရာမှာလဲစပီကာစီးတာလေဟုန်စီးတာလေရဟတ်လေစားတဲ့အားကစားတွေလှုပ်ဆောင်နိုင်ပါတယ်အဖြူအောင်သဲကုံတွေကတော့မွိုင်နေရဲ့အရှေ့မြောက်ဘက်မှာပဲရှိပြီးတော့အနီရောင်သဲကုံတွေထပ်ပိုကျဲပြီးပိုမြင့်ပါတယ်အဖြူအောင်သဲကုံတွေမှာတော့ရေအိုင်ငယ်လေးတွေရှိနေတာကထူးခြားချက်ပါမွိုင်နေကိုရောက်ရှိလာရင်တော့ဒီသဲကနာရနှစ်ခုလုံးကိုတွားရောက်လဲပတ်ဖို့အကြံပြုချင်ပါတယ်ပရိသတ်များရှင်ဒီကနေ့တော့အရှိတောင်အာရှရဲ့လှပတဲ့အသေးကဏ္ဍ9ခုအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးပဲပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေရှင်။